ဆယ်တော့ဘိန်းတော့မှာဖြစ်ပါတယ်ဘိန်းတော့ပြီးတော့စားတိုက်ကိုတော့ဖြစ်ပါတယ်စားတိုက် ferret ပေါ့နော်ပြီးတော့ခါကျတော့စိုက်တော့ပါမယ်အဲ့ဒီနေရာကိုပြချလိုက်ဖြစ်ပါတယ်အဲ့ဒီနေရာရောက်တဲ့ခါကျတော့ထပ်ပြပါမယ်နော် okay ခုသွားမယ့်နေရာကဒီနေရာပဲဖြစ်ပါတယ် Black Friday okay $7 $5 $4 $3 $1 50 cents Wednesday Tuesday Monday အဲ့လိုရှိနေပါနော် okay ဒီနေ့ Friday က$9 Saturday က$5 Sunday က$4 okay Monday က$3 Tuesday က$1 Wednesday ကပြား5ပေါ့နော်ဒီများတွေကလဲနေသွားဒါစပါးလဲမသိဘူးအဝတ်စားရလားကလကားရလားမသိဘူးဟုတ်တယ်ကလကားဟာရလဲဟာလားမတ်စပါးလဲရှေ့ဟိုဒီရအဲ့ခေါ်နေlà tôi phải chip mà thế là bây giờ lại đó you vô vào mà tiêu rồi đó con clean up that hả là mà dài chốc chỉ nên sướng ya bà đấy dài em gì này là một tỷ đó phú lạ nó hại thế yes xong rồi ông mua về ông lại lắp bông đi á ngắn là tôi đây để bán nó xịn phone stand
desktop phone stand ဘာလဲ Phải lắm tí. Peekaboo. Chào. Come on, đặt bái này. Mà lấy đá ly lại đã. Hari số 3 lấy mà tiền, 3 ý mà tiền. Chị mà ta khu bỏ nó, ta khu có khuy mà phía bà ấy, PC bỏ nó tông khu lấy khu bỏ nó. Khuy mà khu lù ra thì lù tan xỉ bị sau này là tôi bảo PC yêu chăm lại bỏ nó. Ta khu na khu tông khu lấy khu ngã khu chao khu nấu thắt khu là này chao khu bỏ nó không là khu thì bây giờ này thế này không là khu mà đi lù tan xỉ này là phía bà ấy. Mà chăm gì nè. Đây là Black Friday lúc qua bà ấy đi lù trả bà ấy PC đi rồi. Bà ấy lấy một tí bảo. Phải nè. My first time. Oh, is it? Yeah. Bà nó khu mà gì bà yêu mà gì câu nào lại mà tí bà mi là. Please guys, anybody want to open the box? Our bag comes to customer service. Please guys, anybody want to open the box? Our bag comes to customer service. Thank you guys. iPhone 6 balance. Chưa sớm nhai về từ đâu về à?
Please guys, anybody want to open the box or bags, come to customer service. Please guys, anybody want to open the box or bags, come to customer service. Please guys, do not open any boxes or any bags. Thank you. Thế bằng ngày mà iPhone bằng ra vậy mà chứ Subway á home furniture gì Subway á 뭐? 희방아 존나 대박 왜 봐? Coming up Monday morning on KC in the morning on Mix 96.5. This Red is going to be here in concert and bring the vibe to you. Win them before you can buy them. He's bringing along Parker Cole and Connor Smith. Mix 96.5 at 8 o'clock Monday morning with KC and Jessica Rose on Mix. Bao quê lẹ ra lại đi bao quê lẹ đi đó okay and number 2 keyboardအဲ့ဒါလေးပါပဲဒီမှာကျတော့လက်တဲလောက်တဲ့ဟာပေါ့နော်ပြီးတော့ဖုန်းစတန်နဲ့ဒီခါကျတော့ရီဘူးအခုကောင်တာကိုတန်းစီနေရဖြစ်ပါတယ်ငွေရှင်းဖို့အတွက်ပေါ့နော်တော်တော်ရှည်ရယ်ဘာလဲလားတော်ရှည်ရယ်လိုက်ရတော်တော်ဆောင်းရမယ်ဒီနေ့ကတော့မြများဆဆမဝယ်ဘူးဒီလောက်ပဲတောင်းနော်ဒီနေ့အခုပြန်မယ်နောက်တနေ့ရထပ်သွားမယ်ဆန်ရဲနာအိုင်တမ်ဆန်ပါဒီနေ့ကFriday ကဟိုအထင်နဲ့ Friday ဆိုရင်ပစ္စည်းတစ်ခုကို$9ပေါ့နော်ပြီးရင် Saturday ဆိုရင်$5 Sunday ဆိုရင်$4အဲ့လိုမျိုးရှိပါတယ်ဒီနေ့ Friday ဆိုတော့$9ဖြစ်ပါတယ်ပစ္စည်းတစ်ခုပေါ့နော်ဒီလိုမျိုးတစ်ခုကို$9ဖြစ်ပါတယ်ဒီလောက်ပဲဝယ်သူတို့ကဒီလိုမျိုး scan မလုပ်ဘူးအကြီးအတွက်နဲ့ပေါ့နော်သူတို့ကခေါင်းပြီးတော့ရှီတွက်ပြီးတော့ပတ်စံရှင်းရတာဖြစ်ပါတယ်အရင်တန်ပါတယ်Buffalo Friday ကိုရွေးပြီးတော့သွားရလဲဆိုလို့ရှိရင်သူကBlack Friday လည်းဖြစ်တယ်ပြီးခါကျတော့သူတို့ကပစ္စည်းထားတဲ့ပုံစံကကြတော့Thursday မှာပစ္စည်းတွေပေါ့နော်အသစ်တွေရောက်လာတယ်ပြီးတော့ Friday မှာသူတို့ကဖောက်တယ်ပေါ့နော်ဆိုတော့ဈေးလေးပိုကြီးရယ်$9ပေါ့နော်တခြားတဲ့ Tuesday Wednesday Thursday အဲ့လိုမျိုးဟာတွေကြတော့ဈေးကနည်းတယ်ဘာလို့လဲဆိုတော့ပစ္စည်းကတိတ်မကောင်းတော့ဘူးလေမကောင်းတဲ့ပစ္စည်းတွေပဲကျန်တဲ့ခါကျတော့ဈေးချို့တာဖြစ်ပါတယ် Friday ကကြတော့သူကပစ္စည်းတွေလည်းဖြစ်တယ်အဲအကြောင်း$9ပေါ့နော်ဒါပေမဲ့$9ဆိုတာတန်ပါတယ်ဟိုတခြားဆိုင်တွေမှာလေပစ္စည်းတစ်ခုကိုဟို30ကျော်အဲ့လိုမျိုးပေါ့နော် Walmart တွေဘာတွေ Target တွေပါတယ်ပေါ့နော်သွားတာထက်တော့တန်ပါတယ်ရွေးတက်တယ်ဆိုရင်ကောင်းလေးပေါ့နော်ပစ္စည်းကောင်းလေးရှိပါတယ်ရွေးတက်ဖို့ပဲလိုပါတယ်စောစီစီရောက်ပြီးတော့ရွေးနိုင်တယ်ဆိုရင်တော့ပူရောင်ကောင်းသေးတယ်တချို့ဆိုရင်9နာရီမှတန်းစီနေပြီလေ9နာရီဖွင့်နေပေါ့နော်
ဆိုတော့အမှတန်းစီနေပြီဆိုတော့စောစောသွားနိုင်တယ်ဆိုရင်ပူတော်မှကောင်းသေးတယ်ပေါ့နော်